စင်ပြေရလားတကယ်လို့မင်းခုဒီအတန်ကိုနားထောင်နေတယ်ဆိုရင်ဖြစ်နိုင်တာတစ်ခုကမင်းကိုသိပြီးအထီးကျန်နေတယ်လို့ခံစားနေရလို့ပါပဲမင်းဘေးနားမှာလူတွေအများကြီးရှိနေအောင်မှစိတ်ထဲမှာတော့တစ်ခုလိုနေတယ်လို့ပဲဟာတတာကြီးနဲ့ဘယ်သူမှမင်းကိုတကယ်နားလည်မပေးနိုင်တယ်လို့မျိုးပေါ့မင်းပြုံပြတယ်စကားတွေပြောတယ်နေ့စဉ်လုပ်တွေကိုပုံမှန်တိုင်းလုပ်နေတယ်ဒါပေမဲ့ရှင်ထဲမှာတော့မင်းတိတ်ကိုပင်ပန်းနေပြီစိတ်ရောလူရောအကုန်လွမ်းလျားနေတာမင်းပြောချင်တဲ့စကားတွေအများကြီးရှိပေမဲ့စိတ်ထဲမှာမြို့သိပ်ထားခဲ့တယ်ရှင်ထဲမှာမြို့သိပ်ထားခဲ့တယ်ဘာလို့လဲဆိုတော့မင်းပြောပြလဲဘသူမှတကယ်နားလည်ပြီးမှမဟုတ်ဘူးလို့မင်းတွေးနေမိလို့ပဲဒါပေမဲ့ဒီစကားကိုသိချလေးနားထောင်ပေးပါဒါတကယ်ရေးကြည့်လို့ဒီလိုမျိုးခံစားနေရတာမင်းတယောက်တည်းမဟုတ်ပါဘူးကဲအခုအသက်ကိုဖြည်းဖြည်းချင်းဝါအောင်ရှူသွင်းလိုက်ပါပြီးရင်အပြင်ကိုဖြည်းဖြည်းချင်းမုတ်ထုတ်လိုက်ပါနောက်တစ်ခါအသက်ကိုဝါအောင်ရှူမယ်ပြီးရင်စိတ်ထဲကအပူတွေကိုအဆုတ်ထဲရောက်နေတဲ့လေတွေနဲ့အတူဖြည်းဖြည်းချင်းပြန်ထုတ်ကြမယ်မင်းခါမှထုတ်မပြောဖြစ်တဲ့စကားလုံးတွေရှင်ထဲမှာအပန်တလဲလဲခံစားရတဲ့နာကျင်မှုတွေဒါတွေကိုအခုအချိန်မှာတင်ထားစရာမလိုတော့ပါဘူးအခုလောလောဆယ်တော့အကုန်လုံးလွတ်ချထားလိုက်ပါဒီလိုခံစားရတာအပြစ်မဟုတ်ပါဘူးဒါဟာမင်းအားနေလို့လည်းမဟုတ်ပါဘူးဒါကမင်းတောင်းခံထားရတာရန်အောင်ကြားသွားလို့ပါဒါလေးကိုတော့မှတ်ထားပေးပါမင်းတယောက်တည်းမဟုတ်ဘူးဆိုတာထိကျန်တယ်လို့ခံစားနေရင်တော့မှတနေရာမှာတော့မင်းကိုနားလည်ပေးမယ်သူရှိပါတယ်ဒီနေ့တော့ဟုတ်ချင်မှဟုတ်ပါလိမ့်မယ်ဒါပေမဲ့တနေ့မှာတော့အဲ့ဒီလူနဲ့မင်းဆုံးရပါလိမ့်မယ်အခုလောလောဆယ်တော့ဒီနေရာလေးမှာပဲခဏလောက်နေလိုက်ပါမင်းရဲ့အသက်ရှူတန်လေးနဲ့တူဒီအချိန်မှာပဲအားလုံးအဆင်ပြေသွားမှာပါ